American မှာလည်းနိုင်ငံရေးတိတ်ပြီးတော့အခြေအနေမကောင်းမနေ့ကဘာတွေဖြစ်လာနိုင်လဲဆိုတော့အနာဂတ်သုံးသက်ချက်တွေကိုနားထောင်ပြီးတော့ကျွန်တော်စိတ်တော်ထိခိုက်တယ်ပေါ့နော်အဆိုးဆုံးပဲအထိမျှော်မှန်းလို့ရလဲဆိုတော့ Donald Trump ကလုံးဝ American အစိုးရစနစ်ကိုရန်ရာကိုထိန်းချုပ်ပြီးတော့အာဏာသိမ်းလို့ပုံစံမျိုးထိလုပ်နိုင်တယ်ဆိုတာမျိုးထိလူတွေကမှန်းထားကြရတယ်ပေါ့အဓိကက vegan သမိုင်းမှာတစ်ခါနှစ်ခါလောက်ပဲ activate လုပ်ဖို့အရေးပေါ်ဥပဒေတွေကိုပြဋ္ဌာန်းတယ်တကယ်တမ်းအဲ့လောက်ကြောင့်ဘာမှအရေးပေါ်နေရမရှိပဲနဲ့အထူးသဖြင့် immigration တရားမဝင်ရောက်ပြောင်းနေထိုင်သူတွေကိုနှင်ထုတ်မယ်အပြစ်ပေးမယ်စသဖြင့်ပေါ့နော်အရန်ကိုပြင်းပြင်းထန်ထန်နေလုပ်ပြနေတယ်ဒါပေမဲ့ဒါတွေအားလုံးက distraction ပဲဘာဖြစ်လို့လဲဆိုတော့အစောကြီးကတည်းကသူ immigration plan တွေကိုပြောကြတယ်အချို့လူတွေကပြောကြတယ် profit prison တွေပေါ်လာလိမ့်မယ်တဲ့ profit prison ဆိုတာအကျိုးအမြတ်အရာအပတ်မှန်တိုက်ခန်းနဲ့စောက်ပြီးလူတွေကိုထားလို့မျိုးပဲထောင်ကိုအကျိုးအမြတ်တစ်ခုအတွက်အစိုးရနဲ့ဒီလုပ်ပြီးတော့9000နဲ့မှမင်းလူတွေကိုပို့ထားလိုက်တခုခုလူအဲ့ရင်ငါတို့ဒီလူတွေကိုထုတ်သုံးနေရတယ်ဆိုတာမျိုးနဲ့ profit prison တွေပေါ်လာလိမ့်မယ်လို့အချို့လူတွေပြောကြတယ်တကယ်လဲ Salvador လို့ဟာမျိုးတွေ profit prison တွေပေါ်လာတယ်လူနှစ်ယောက်ချက်ချင်းဖမ်းပြီးပို့တယ် Supreme Court ကနေအောင်လို့ပြောတာဒီဥပဒေကို activate လုပ်ခွင့်မရှိဘူးလို့ပြောတာတော့သူရေးမဆိုင်ဘူးပေါ့နော်ထားပါတော့အသေးစိတ်တွေကတော့လေအထူးသဖြင့်တော့ဘလို့နေထားမျိုးထိဖြစ်လာနေလဲဆိုတော့ဒီအစိုးရကိုဝေဖန်ရင်ပြစ်ပေးတဲ့အထိအစိုးရကိုမကောင်းပြောခွင့်မပေးတဲ့အထိအဖြစ်လာနိုင်တယ်လို့ပြောနေကြတယ် Trump က tariff တွေချတဲ့အချိန်မှာtariff တွေကတော့မချနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီလောက်လူတွေစောက်နေကြက်တဲနေရလေနော်သူ့ကိုတင်လိုက်တယ်ဆိုတာစောက်နေလွယ်ကူအဆင်ပြေအောင်ဈေးနှုန်းတွေကြောက်တင်လိုက်တာဒါပေမဲ့သူလုံးဝဆန့်ကျင်ဘက်တွေကြီးလောက်တာလူတွေလုံးဝထင်မထားတဲ့အကွက်တွေပေါ့နော်ပြပကနေမသိသိညုံဆိုလဲပြည်တင်းမာတဲ့ထုတ်ဖို့သူ့မှာဘာ plan ရှိလဲဘာ plan မှမရှိဘူးပြည်သူတွေရဲ့ဘဝပိုးခက်ခဲမှာကိုတည်တည်ရဲနဲ့သူလောက်တာတစ်ခုပြီးတစ်ခုလေဒါပေမဲ့သူ့မှာ plan ရှိတယ်မူရင်းရွေချက် control ပဲ America ကို control လုပ်ပြီးတော့ရှိသမျှဆန့်ကျင်ဘက်ပါတီရဲ့အဆောက်အဦတွေရှိသမျှလူအရင်းမြစ်တွေအကုန်ဖြိုချဖျက်ဆီးဖို့ပဲမနေ့ကဘယ်လိုမျိုးထိတွေးမိလဲဆိုတော့ကိုယ်နိုင်ငံအာဏာသိမ်းခံရတယ်လို့မျိုးကိုယ်နိုင်ငံအာဏာသိမ်းခံရတော့ကအနာဂတ်ပျောက်သွားတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးတွေထိဖြစ်လာပါလားတွေးပြီးတော့မျက်ရည်တောင်ကျမိတယ်ဒီ2021အာဏာသိမ်းတဲ့အချိန်မှာကိုရှိခဲ့တယ်ကျွန်တော်အမေရိကရောက်တာဘယ်နှစ်ပဲရှိသေးအောင်နော်2025 2024မှာရောက်ခဲ့တာ2022 2023 3နှစ်လောက်ကကိုယ်နိုင်ငံအရှင်လက်လက်ဘဝပြောင်းသွားတာယူတွေးခဲ့ရတာဆိုတော့လေစိုးဆုံးပေးတာပါဖြစ်လာခြင်းမှလည်းဖြစ်လာမယ်မဖြစ်လာပါစေနဲ့လို့လည်းကျွန်တော်ဆုတောင်းပါတယ် project 2025ဆိုတာတို့ရှိတယ်ကွာ conservative တွေပေါင်းပြီးတော့ post လုပ်ထားတာ plan ပေါ့နော်အသေးစိတ် plan project 25အတိုင်း Donald Trump ကတသွေးမတိန်လုပ်နေတယ်ဆိုတော့ကိုကဘာလဲလို့ဝင်ဖက်ကြည့်လိုက်တော့တော်တော်ကြောက်စရာကောင်းတယ် project 25ကအဓိကကတော့ဆယ်စုနှစ်တည်းမှာဒီကလူသားခွင့်ရေးလို့လူတွေယူဆယုံကြည်ခဲ့တဲ့အရာတွေအားလုံးဖျက်ဆီးခံရဖို့ဖြစ်နိုင်တယ်ပေါ့တရားပြောတဲ့စကားကိုကျွန်တော်မှတ်ရမိတယ် American ကိုအရှင်ဆုံးပဲတဲ့ကစားခွက်တွေအရန်များအလွာအဆင့်ဆင့်နဲ့အရန်ကိုရှုပ်ထွေးပြီးတော့လူသားမျိုးအနေနဲ့ကြည့်ပြီးတော့ manipulate လုပ်တဲ့ game ကြီး spiritual သမားတယောက်အနေနဲ့ဆိုရင်တော့ဆုတ်ခစ်ဆိုတာလည်းလက်ခံသွားတယ်ပျက်စီးနေတယ်ဆိုတာလည်းလက်ခံသွားပြီဗျာနော်တို့ကဒီလိုခစ်မှာ safe အဖြစ်ဆိုအလုံးကြုံဆုံးနဲ့အကောင်းဆုံးလိုမျိုးနေကြမလဲဆိုတာပဲကောင်းကောင်းစဉ်းစားထားသင့်ပြီလို့ထင်ပါတယ်